ဒီနေ့ကတော့ဒီမင်္ဂလာဈေးတိရိမင်္ဂလာဈေးကိုပေါ့နော်ပစ္စည်းလေးယူထားပါလားကျွန်တော်ဒီကပိုင်းလေးအပထရီစပိန်လေးနဲ့ချိန်ကတော့ကျွန်တော်10နာရီပဲကြော်ပြီပေါ့နော်10နာရီ45ဒီလိုအစီပေါနေတယ်နော်ပုံနမီမှတ်တိုင်လားပေါ့ဒါတစ္ဆာလမ်းမကြီးပေါ့ကျွန်တော်ဒီကနေပြီးတော့ဒီညာဘက်ချိုးဝေးစံလမ်းနဲ့သွားပြီးပါရမီကုန်းတက်တယ်ပါရမီကုန်းတက်ပြီးပါရမီလမ်းနဲ့သွားမယ်ပေါ့နော်လိုက်ပါအောင်မယ်ဗက်ဒီစပိန်ဆိုရင်6နဲ့ပဲအဓိကနေပါပေါ့နော်ဒီလိုဝေးစံလမ်းတော့ရောက်ပြီပေါ့နော်ဆိုတော့ဝေးစံလမ်းအမျိုးဆုံးပါဘိုးကပါမီလမ်းနာရောက်ပြီဆိုရင်ဒီပွိုင်မှာဒီပွိုင်အောင်ကျွန်တော်တေးချိုးပါမယ်ဆက်သွားလိုက်အောင်ဒီလိုစီးရပါပြီဒီပွိုင်ကျွန်တော်ဒီဘက်ချိုးမှာ10နာရီ59 6ရက်ကုန်ပြီပါလား6ရက်ကုန်ကျော်ပါမီစေးုံကျော်လာပြီပေါ့နော်ဒီကနေဒီလမ်းတစ်လျှောက်မင်းနေပါလေကုန်းတက်လေးကဲတက်လိုက်အောင်မယ်ဒီကွေးလေးပြင်နည်းနည်းလေးတောင်းလိုက်တာလေ AD မီးပွားရောက်ပါပြီလမ်းလေးကနေလို့ကောင်းတယ်မြေကတော့ခြေလေးရရှိဝိဒါအရှိမသမီးလေးထိုင်နေခုံနေဟိုကတော့ဘုံတက်စင်လေးဆွဲလာအောင်နော်အချိန်ကတော့17နာရီ6မိနစ် AD မီးပွိုင်းတော့ရောက်ရှိတယ်ပြီမီးပွိုင်းတော့စက္ကန့်50လောက်ကြာအောင်ဒီစိန်လမ်းနဲ့ပါရီလမ်းမီးပွိုင်းအဲကျွန်တော်နိုင်ယူနေပါမီစိန်ကြီးရောက်ခဏနေရောက်ပါနော်ရှိမှမီးပွိုင်းရောက်ပါပြီအချိန်ကတော့17မိနစ်10မိနစ်ဒီမှာလည်းစပင်းနဲ့ပတ်သက်ဟိုလမ်းမီးပွားရဲကျွန်တော်တွေ့လိုက်ပါဒီမင်္ဂလာဈေးသွားတဲ့လမ်းမှာစပိန်လမ်းလေးရှိတာတော်တော်လေးတော့ကောင်းတယ်ဒီလေးလည်းအေးပြီးတော့မင်းတို့တွေတော့ရှယ်လိုက်တယ်7နာရီ23ဒီမင်္ဂလာဈေးမီနီဆုံးကိုရောက်ပြီနော်ဒီကားလေးပြီးသွားရင်တော့ကျွန်တော်ဒီမှာရောက်ပါပြီနည်းနည်းလူရက်ကြီးပေါ်တယ်လို့ပြောရအဲ့တော့ဆက်လိုက်ပါမယ်အချိန်က7နာရီ43အခုဒီအပြန်လာလန်းနဲ့မသွားဘဲနဲ့အပြန်တော့ဘင်းအောင်လမ်းမကြီးတိုင်းလာပြန်
အဲ့ဒါကျွန်တော်ဒီဘက်နှိုင်းရလမ်းဘက်ကိုချိုးပါမယ်အဲ့ဒီအင်းစိန်လမ်းကိုဖောက်ထွက်ပြီးတော့လေးတဲ့ဘက်ကပြန်ပြတ်ပါမယ်တော့ပါပြီဗျအင်းစိန်လမ်းမှာပေါ့တော့ဒီကနေပြီးတော့လေးတဲ့မိပွိုင်းတော့ကိုထားပါမယ်လေးတဲ့မိပွိုင်းရောက်ရင်ကျွန်တော်ပြေချိုးအဲ့ဒါရိတ်တာလည်းနဲ့ချိုးမှာဖြစ်ပါတယ်လေးတဲ့မိပွိုင်းရောက်ပါပြီလေးတဲ့မိပွိုင်းမှာတက္ကသိုလ်ရိတ်တာလည်းတော့ပါပြီကဒီပါညအောင်အဲ့အေးတော့University of Yale. Today, come on, why if you are a Moyoshi? Or escape women. So, she was in my plaza. The Amazon in Yaga, no? မြန်မာပလာဇာပဲကျွန်တော်တက်ပဲဆက်သွားပါမယ်တက်ဆက်သွားပြီးတော့နောက်မီးပိုင်အောင်မှာကျွန်တော်ညအချိုးပါပဲခုကံပဲလမ်းရောက်ပြီပေါ့နော်အမေကနေတော့ရှောက်ကျွန်တော်မိုးကောင်းနေကျွန်တော်တက်ဆက်သွားမှာပါကံပဲလမ်းတိုင်းနေတော့ဒီမှာဆက်လဲပါပါဘူးရှိဒီပါဘိုးစီပါအဲ့ဒီဒီပွိုင်းတိုင်းကျွန်တော်ညာချိုးပါမယ်ချိုးပြီးတော့ဝေဇာလမ်းမှာတိုက်သွားပြီးတစ်တာလမ်းတိုင်းပြန်တယ်နော်ဟုတ်ပါမယ်โอเคပါအချိန်က12:20နီးပါပြီဆိုပါပြီကျွန်တော်ဒီတစ်တာလမ်းမှာဒီကနေပြီးတော့နားနေကျွန်တော်တို့နေတဲ့တောင်းကလာဆဲပုံရောက်တော့ပေါ့နားနေပဲဆက်လက်ပဲဘယ်လိုလေးကိုကြီးနေတဲ့သူကနောက်မှကြီးတင်မဲ့သူတွေရောဒီရှိပေးတဲ့သူတွေအားလုံးကျေးဇူးထူးတင်ပါတယ်နောက်တစ်ခုမှတွေ့ရကြနောက်ဘယ်လိုလဲ